မင်္ဂလာပါစိတ်နဲ့ဟော်မုန်းကဖေးဒေါက်တာဆွေကျူစုပါတယ်နာတာရှိယောဂသမားတွေကဘာဖြစ်လို့ဆေးကိုပုံမှန်တောက်တင်လဲညွှန်ကြားချက်အတိုင်းတောက်တင်တယ်လဲဆိုတာလေးကိုပြောချင်ပါတယ်ဆေးတစ်ခုကစပြီးတော့ထုတ်တဲ့အချိန်ကနေပြီးတော့လူနာတွေစီရောက်ဖို့ဆိုရင်ဒီတက်တန်းအေဘွားဖြစ်10နှစ်လောက်ကြာတယ်ဘာကြောင့်ကြာလဲဆိုလို့ခါမှာဆေးတွေကတကွဲခန့်မှာတစ်ချိန်လုံးစမ်းသပ်ပြုတ်တက်မှုတွေလုပ်ရတယ်ပြီးတဲ့ခါမှာကြာမှာတလိမ့်ဆန်2ကောင်များသောဖြင့်ပူးလေးတွေနဲ့တလိမ့်ဆန်အကောင်ကြီးတွေမှာသူကစမ်းသပ်ရတယ်ပြီးတော့မှတေးကြတယ်လူတွေအတွက်တိတ်ဒုက္ခမပေးတော့ဘူးလို့ယူဆပြီးလို့မှလူနည်းနည်းနဲ့စဆမ်းမယ်လူပုံဟိုပေါ့ယောဂမရှိတဲ့လူတွေမှာဆေးလေးကိုတစ်လုံးလောက်ပေးကြည့်မယ်ပြီးတော့ဆေးလေးပဲဘယ်လောက်ရှိလဲဆိုတော့တိုင်းမယ်ပြီးတော့မှလူနာ100လူနာ1000ပြီးတော့1000နဲ့1000နဲ့ချီပြီးတော့စစ်တယ်စစ်တဲ့ခါမှာလည်းအ ਨੇ ဆုံးတော့အဓိကတော့3ချက်ကြည့်ရတစ်ချက်ကအာနိသင်ရှိလားဆေးဘလောက်ပေးရင်ဘလောက်အာနိသင်ရှိမလဲဆေးလည်းပဲဘလောက်ထိတက်လာနိုင်တယ်လဲဆေးတစ်လုံးပေးလို့ရှိရင်ပြီးရင်ဒီကောင်ကအန်ရီဘယ်အင်္ဂါတွေကိုထိတယ်လဲဆိုတာမျိုးတွေအစင်းစင်းစစ်သွားလူတယောက်ကဆေးတောက်လိုက်ပြီဆိုလို့ရှိရင်သူကဒီဆေးကခန္ဓာကိုယ်ထဲရောက်သွားနှစ်ခုဖြစ်တယ်တစ်ခုကတော့ခန္ဓာကိုယ်ယောဂအာနိအတွက်အာနိသင်ဘယ်လောက်ပြလဲဆိုတော့တစ်ချက်နံပါတ်1ချက်ကတော့နှစ်ချက်ကကြခန္ဓာကိုယ်ကဒီဆေးကိုဘာလုပ်ပစ်လိုက်လဲဆိုတဲ့အချက်ပေါ့နော်အဲ့လိုသိဖို့အတွက်ဆိုလို့ရှိရင်ဥပမာပြောရမယ်ဆိုဆေးတစ်လုံးကိုလူနာတောက်လိုက်တယ်ကိုကတောက်လိုက်တယ်အဆိုင်ထဲရောက်သွားမယ်ဥထဲရောက်သွားမယ်ဥကနေပြီးတော့မှစုပ်ပြီးတော့သွေးထဲကိုဆေးရောက်သွားမယ်အဲ့ဆေးတဲ့သွေးထဲရောက်သွားပြီလို့ရှိရင် तू ကအလုပ်လုပ်ရမယ့်နေရာမှာသွားလုပ်လို့ပြီးဆေးအနေနဲ့ပြတယ်အဲ့လိုပြတဲ့ချိန်မှာဆေး level လေးတွေတက်လာမယ်တက်လာပြီးထိတ်ဆုံးရောက်ပြီးလို့ရှိရင်ဘာဖြစ်သွားလဲဆိုတော့တဖြည်းဖြည်းပြန်လျော့သွားတယ်ဘာကြောင့်ပြန်လျော့သွားလဲဆိုတဲ့အခါမှာအသေးကနေပြီးတော့ဒီဆေးတွေကိုအနေမရှိရဲ့ဓာတုပေးတာဖြစ်အောင်ပြောင်းပေးလိုက်တယ်အစိတ်ဖြည့်ပေးလိုက်တဲ့သဘောပြီးတဲ့အခါမှာစီးရနေပြီးတော့ကြောက်ကက်ကနေစီးရနေပြီးတော့ဒီတချို့ဆေးတွေကိုပြန်ထုတ်လိုက်တယ်ဆိုတော့ဒီလိုလဲပဲအမြင့်ဆုံးကနေပြီးတော့တဝက်ကျသွားတဲ့ဆေးလေပဲပနာမတဝက်ကျသွားတဲ့အချိန်ကိုကြာတဲ့အချိန်ကိုဆေးဝက်တတန် or half life လို့ခေါ်ရပေါ့ဆိုတော့ဥပမာပြောမယ်ဆိုရင်ဒီရေခွက်ကိုကြည့်လိုက်ဒါရေပုံးလေးလို့သဘောထားလိုက်ရေပုံးထဲကိုဆေးထည့်လိုက်တယ်ရေထည့်လိုက်တာဆေးထည့်လိုက်တယ်ပြီးတော့ဒီရေပုံးရဲ့အောက်မှာကဘုံပိုင်းခေါင်းလေးပွင့်နေတယ်လို့ယူဆထားလိုက်ဆိုတော့ဆေးတစ်ခုတောက်လိုက်ပြီဆိုလို့ရှိရင်ခန္ဓာကိုယ်ထဲမှာဆေး level များလာမယ်ဒါပေမဲ့အစုံအသေးနဲ့ကြောက်ကက်ကဆေးကိုပြန်ပြီးတော့ level နဲ့အောင်လုပ်လိုက်တယ်ဆိုတော့ဆေးလေးကတက်လာလိုက်ကြောက်ကက်နဲ့ဟိုကအသေးကဖြင်းပြီးတော့ဆေး level ကြအောင်လုပ်ပေးလိုက်ဆိုရှိတယ်အဲ့လိုအတက်အကျလုပ်နေတာဟာတစ်ချိန်ရောက်လို့ရှိရင်တက်တာနဲ့ကြတာဝင်တာနဲ့ထွက်တာနဲ့မျှသွားတယ်အဲ့လိုနေရာမျိုးဆိုတာ steady state ရောက်သွားပြီအဲ့လိုရောက်သွားတဲ့အခါကျတော့မှဆေးရဲ့အာနိသင်လေးကပုံမှန်ဖြစ်သွားတာအဲ့လိုရောက်သွားဖို့ဆိုပုံမှန်အားဖြင့်တော့ဒီတက်တန်း9စားခွဲလောက်ကြာတယ်ပေါ့နော်ဆေးကိုတောက်လိုက်မတောက်လိုက်လုပ်လို့ရှိရင်ဒီ balance ကအောက်သွားတယ်ဒီနေ့တောက်လိုက်နောက်2ရက်လောက်မတောက်လိုက်နောက်တစ်ရက်ပြန်တောက်လိုက်ဆိုအာနိသင်ကလည်းတက်လိုက်ကြလိုက်ဆိုပုံမှန်ကိုမရောက်တော့နောက်တချို့တွေကပြန်တောက်လိုက်ချက်ချင်းလည်းမတက်တာဘူးဆိုတော့သူအာနိသင်ကဖြည်းဖြည်းမှသူကရောက်သွားတဲ့တန်းဆေးအရှင်ရောက်နည်းနည်းလေးစောင့်ပါတချို့လူတွေကပြောမယ်ငါသွေးတိုးကြောက်ဆေးတွေအများကြီးတောက်နေတယ်ငါရုပ်တရက်ရက်လိုက်တယ်စိတ်ညစ်လာလို့မတောက်ချင်တော့ဒါမဲ့ငါသွေးပုံကလည်းမတက်ပါဘူးဘယ်တက်မလဲဒါဆေးအာနိသင်အရှင်ကမပြေသေးဘူးဘာလို့4-5-6ရက်တစ်ပတ်လောက်နေမှပြေသွားမှာအဲ့ဒါကြောင့်မလို့ဆေးတွေကိုပုံမှန်တောက်ပါညွှန်ကြားတဲ့အတိုင်းတောက်ပါဘာကြောင့်အရေးကြီးလဲဆိုတာစမ်းသပ်ပြီးမှပြောထားတဲ့အတွက်ကြောင့်မလို့သူများပြောတာတွေမယုံနဲ့ဆေးအောင်ညွှန်တဲ့အတိုင်းဆေးစားတိုင်းမှာပါတဲ့အတိုင်းတောက်ပါလို့ညွှန်ကြားခြင်းပါတယ်